တွေကြတော့မယ်တကြောင်းကနေနှစ်ကြောင်းတခါဝါကြောင်းကနေပြင်းပဲကျွန်းကြောင်းကနေအုတ်ကြောင်းရိုးကားကနေဂျပန်ကားစီးကနေ BMW ခက်တိလက်ဖြစ်နေဖြစ်နေအဲ့ဒါလားတရားဓမ္မနဲ့ဘောလီးပဲမင်းတို့စံကုန်မြေလေးတွေမင်းတို့စောက်ဘောတွေပဲမင်းတို့ဆုံးလာကတ်တာစောက်ဘောတွေပဲလာလူတာအဲ့စောက်ဘောတွေကလည်းနိဗ္ဗာန်ရောက်မလားလို့အဲ့ဒီဟာတွေကားတွေလူရင်နိဗ္ဗာန်ရောက်မလားလို့နိဗ္ဗာန်လက်ရောက်မလားလို့အဲ့စောက်တရောင်းစားစောက်အောင်တော့မရှိတဲ့စောက်ဘောတစ်ထေးပေါင်းများတော့မင်းတို့လှူတာပဲလားမင်းတို့ပစ္စည်းတွေကုန်သိမ်းပါလူငယ်ဆိုရတက်လာရင်မင်းတို့နာဖို့တာပြင်မင်းတို့ပိုင်ဆိုင်သမျှအဝါရောင်ကားတွေနာဖို့တာပြင်ဝတ်တောက်တယ်လေဝတ်တောက်တယ်နာဖို့တာပြင်လူငယ်ဆိုရတက်လာရင်မင်းတို့သာသနာတော်တန်ရှင်းတလားစီမှာမင်းတို့ကြောင်းတွေအားလုံးသိမ်းပြီးမှာမင်းတို့ကားတွေအားလုံးသိမ်းပြီးမှာမရှိသေးသားတွေအတွက်ပြန်သုံးပါမရှိသေးသားတွေနဲ့ volunteer တွေစီးဖို့သုံးပါတိုင်းပြည်ပြန်လဲထူထောင်ရေးလုပ်နေတဲ့လူတွေစီးဖို့သုံးပါမင်းတို့ကြောင်းတွေမှာအဲ့မှာအသုံးလုံးသင်တန်းတွေဖွင့်ပြီးတော့လေbrain wash ပြန်လုပ်ပါလာလုံးမာတွေကကတုံးတွေမဟုတ်မင်းတို့ပလင်ပေါ်တက်ထိုင်မှာ rapper တွေမင်းတို့ပလင်ပေါ်တက်ထိုင်မှာ rapper တွေဆဲဆိုပြီးတော့ပြောမဲ့ကတုံးတွေ rapper တွေဆဲဆိုပြီးတော့မင်းတို့ကြောင်းတွေကိုသုံးပြီးတော့ပဲပြန်လုပ်သွားမှာမယုံကြည်ရင်ကြည့်တယ်လုတ်ပြမယ်မင်းတို့လက်ရောက်မင်းတို့သာသနာတော်တန်ရှင်းအောင်ငါလုပ်မှာအဲ့ကြောင်းတွေနာဖို့တာပြင်လုံးမဘူးနဲ့I know how to do it I know it I'm going to do that အဲ့တော့လူနေတိုက်ခန်းတွေထဲမှာဖျားရှိခိုးနေရတဲ့ခရစ်ယာန်တွေစောက်ရမယ်ကိုဖျားကြောင့်တွေကိုစောက်နိုင်ရမယ်မိထီလာကြီးပြာကြွားလို့မြေကြီးပေါ်မှာဖြာခင်းပြီးတော့ဖျားတနေ့9ချိန်ဖျားရှိခိုးနေရတဲ့မွတ်စလင်တွေခင်ဗျားတို့ပလီတွေကိုခင်ဗျားတို့လွတ်လပ်စောက်ရမယ်ဒီတိုင်းပြည်မှာ discrimination ဘာမလို့ခြင်းစောက်ပေါ်တွေမလို့ခြင်းစောက်ဘာကောင်းမှမလို့ခြင်းလူချင်းဘာမှလာပြီးတော့မှတ်ပုံတွေခတ်เสียအကြောင်းမရှိဘူးမှတ်ပုံတွေခတ်အဲ့ခတ်တဲ့မှတ်ပုံတွေရောမီးရှို့ပလိုက်စောက်တရားဥပဒေမရှိဘူးမြန်မာနိုင်ငံမှာတရားဥပဒေလုံးဝမရှိတော့ no law fucking at all